နေ့မှာအမျိုးသမီးတစ်ယောက်ကသူ့ယောက်ျားတခြားမိန်းကလေးတစ်ယောက်နဲ့အတူရှိနေတာကိုမတော်တဆတွေ့လိုက်ရတယ်။ယောက်ျားတဲ့သူကအဲ့ဒီကောင်မလေးတွေပဒင်းပေါက်မှာစတစ်ကာတွေကြီးကြီးနူးနူးကပ်ပြီးနေတာကိုမြင်လိုက်ရတော့အမျိုးသမီးကများနှလုံးသားကွဲကြည်သွားခဲ့တယ်။ဒါနဲ့ဒီသစ္စာဖောက်ယောက်ျားကိုစွန့်ခွာဖို့ချက်ချင်းပဲဆုံးဖြတ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲယောက်ခမစီကငါသားနဲ့ကွာရှင်းပေးပါဆိုတဲ့ message ဝင်လာတယ်။ဒီတော့အမျိုးသမီးကလည်းကောင်းပြီလေယောက်ခမကြီးစန္ဒပြည့်စရာမယ်လို့တွေးလိုက်တယ်။ယောက်ခမအိမ်ရောက်တော့ယောက်ခမကသူ့သားနဲ့ဟိုကောင်မလေးရဲ့ပုံတွေကိုပြပြီးအဲ့ဒီကောင်မလေးကတသေးသမီးမို့လို့သူ့သားနဲ့အရန်လိုက်ဖက်ကြောင်းကွာရှင်းပေးရင်ဘာလို့ခြင်းလဲတောင်းဆူပြီးပြောလာလေ။အမျိုးသမီးကလည်းအေးအေးဆေးဆေးပဲယွမ်ငွေ10ဘီလီယံတောင်းလိုက်တယ်။ယောက်ခမလှန့်သွားပြီးမြင်သူ့သားဘဝတွေကထပ်သွားဟုသဘောတူလိုက်တယ်။နောက်တနေ့မှာအမျိုးသမီးကကွာရှင်းစာချုပ်ကိုစာချုပ်စာတမ်းတွေကြားမှာညှပ်ပြီးယောက်ျားဖြစ်သူကိုလက်မှတ်ထိုးခိုင်းလိုက်တယ်။ပြီးတော့ယောက်ခမကိုဖုံးဆက်ပြီးပတ်စံ10ဘီလီယံအစင်သင့်ထထားတလအတွင်းရှင်သားဘဝတွေကအပီးထွက်သွားပေမယ်လို့ပြောလိုက်တယ်။ယောက်ျားဖြစ်သူကတော့ဘာမှမသိဘူး။သူ့မိန်းမကိုတနာပြီးလက်ဆောင်တွေဝယ်လာသေးတယ်။ဒါပေမဲ့မိန်းမကစိတ်မဝင်စားတော့ပဲကွာရှင်းဖို့ပြောလိုက်တော့ယောက်ျားကဒေါသထွက်ပြီးလက်မခံဘူး။အဲ့ဒီချိန်ဟိုကောင်မလေးဖုံးဆက်တာနဲ့ယောက်ျားကအချက်ချင်းထွက်သွားပြန်တယ်။နောက်နေ့အမျိုးသမီးကအိမ်ကဆင်းသွားတော့လမ်းမှာကားတိုက်မှုဖြစ်တယ်။မိုးရဲရေတဲ့ဆိုရွှဲနေတော့သူနဲ့တိုက်မိတဲ့အထီးကြီးကကားပေါ်ကဆင်းလာပြီးသူ့ကုတ်အကြီးကိုပြီးသွားတယ်။ယောက်ျားဖြစ်သူကဒါကိုသိပြီးစေးရုံလိုက်လာအိမ်ပြန်ခေါ်သွားပြီးမြင်သူများကုတ်အကြီးဝတ်ထားတာမြင်တော့မနာလိုဖြစ်ပြီးအကြီးကိုကားပတင်းပေါက်ကလွှင့်ပစ်လိုက်တယ်။မိန်းမကငါအလုထွက်တော့မယ်တထီးကလေးလိုပဲနေတော့မယ်ပြောလိုက်တော့ယောက်ျားကသဘောတူပြီးသူ့နေရာကိုဟိုကောင်မလေးနဲ့အစားထိုးလိုက်တယ်။ဟိုကောင်မလေးကရောက်တာနဲ့မိန်းမရဲ့ပစ္စည်းတွေလွှင့်ပစ်လို့မိန်းမကလက်ဆောင်ဘူးနဲ့ကောက်ထူလိုက်တာနှာခေါင်းသွေးတွေပါလျှံကုန်ရောအဲ့ဒီညယောက်ျားဖြစ်သူကမိန်းမရဲ့တိုက်ခန်းအသစ်ကိုလိုက်လာပြီးရန်ရှာနေတော့ယောက်ခမစီကဖုံးဝယ်လာတယ်။ယောက်ျားကဖုံးကိုစပီကာဖွင့်လိုက်တဲ့အချိန်မှာယောက်ခမကပတ်စံအစင်းသင်းဖြစ်သည်ငါသားဘဝတွေကဘယ်တော့ထွက်သွားမှလဲလို့မေးလိုက်တဲ့အခါကဲဘာရီဆက်ဖြစ်မလဲဆိုတာကတော့